ngay close clap vì ngay close clap vì sao တအောင်ပြေခုခံခိုင်နံဖက်ကမျိုးမှာမနေ့မက်လရှိရနေ့ည9နိုင်ဝန်းကျင်မှာနေအိမ်တအိမ်မီးလောင်သွားပါတယ်မီးလောင်တဲ့ဖြစ်စဉ်ဟာနံဖက်ကမျိုးထဲကရက်ွက်6မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အသက်60နှစ်အရွယ်ဒေါ်အမ်ခေါင်ဆိုတဲ့သူရဲ့နေအိမ်မီးလောင်သွားတာဖြစ်ပါတယ်နေအိမ်နေရာမှာဖျောင်းတိုင်မီထွန်းထားရာကနေတက်စီဘုံပေါ်ကျပြီးမီးလောင်သွားတာပါမိလောင်မှုဖြစ်စဉ်အတွင်းမှာရအမ်ခေါင်နဲ့အတူ၎င်းရဲ့မြေဖြစ်သူအသက်10နှစ်အရွယ်လွေအီမိုကီတို့အသက်တည်ဆုံးခဲ့ရပါတယ်။မိလောင်သွားတဲ့ရအမ်ခေါင်တို့ရဲ့နေအိမ်ဟာနှစ်ထပ်တိုက်အိမ်ဖြစ်ပြီးတော့အိမ်တွင်းပစ္စည်းတွေအားလုံးမိလောင်ဆုံးရှုံးသွားပါတယ်။နှစ်ဖက်ကမှာပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလမှာလဲတရက်အတွင်းနေအိမ်မိလောင်လို့ကျပ်သိန်းပေါင်း900ဝန်းကျင်ဆုံးရှုံးတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။မိဘပြည်သူတွေအနေနဲ့လက်ရှိ6တွေ့ရာတီဖြစ်တဲ့နေရာတီမှာမိဘအနေရအတွက်အထူးသတိပြုကြဖို့လိုအပ်ပါတယ်။အထူးသဖြင့်ရေနံစီ၊တက်စီ၊စက်ကူအဝတ်အစားတစ်ဝါစတဲ့မီးလောင်လွဲတဲ့ပစ္စည်းတွေကိုစနစ်တကျထားရှိဖို့နဲ့မီးအသုံးပြုပြီးရင်တေချာချာမီးငိမ့်တက်ဖို့လိုအပ်ပါတယ်။ဒါအပြင်လက်စစ်မီးအသုံးပြုရမှာလဲမီးကလုတ်တွေကိုစစ်ဆေးပိတ်ထားဖို့နဲ့ဘက်ထရီအိုးဆိုလာပြားတွေကိုစစ်ဆေးထားဖို့အထူးသတိထားကြရမှာဖြစ်ပါတယ်ရှင်။